ညီမြချင်းမရှိခဲ့တဲ့အချစ်တတ်တူမကြခဲ့တဲ့မေတ္တာတွေနဲ့ဘလောက်ပဲရည်ဆက်လာဆုံးပါစီတော့ခိုင်မြဲမှာမဟုတ်ပါဘူးတစ်ဖက်သက်နားလည်မှုတွေနဲ့လူတစ်ယောက်ကိုဘလောက်ပဲချစ်ပြခဲ့ရလက်ကတော့ခွဲခွာခြင်းသို့မဟုတ်ကြံခဲ့ရခြင်းပါပဲပြည်စုံခြင်းမရှိတဲ့မေတ္တာတရားတွေနားလည်မှုဆိုတဲ့တန်ရောစဉ်ချိုးနဲ့ဘလောက်ပဲချီနှောင်ထားပါစေနောက်ဆုံးတော့လည်းပြတ်သားသွားကြရတာပါလေရှင်ဘက်နဲ့ရှင်ပြီးချစ်ခဲ့ရသူလွယ်မိနိုင်ဖို့ကသိခက်ခဲတယ်လေဖြစ်လာသမျှအတိတ်ဘဝကန်နေခဲ့လို့သာဆိုပြီးဖြေသိနေရပါမယ်တတိယစိတ်နဲ့လွမ်းဆွေးမှုတွေကိုတော့တားမြခဲ့ပြန်ပြီပေါ့ကြာလာတဲ့မျက်ရည်ကိုတော့တုတ်ပြလို့ရမငိုပါနဲ့မကြပါနဲ့လို့တားလို့ရတာမှမဟုတ်တာပေးဆက်ခဲ့သမျှမေတ္တာတွေကအတူမဟုတ်ခဲ့လေတော့လွမ်းနေရင်ကြာလာတဲ့မျက်ရည်တွေကို